နှစ်ယောက်သားလည်းအတန်းပြင်ဘက်ထိပြေးထွက်လာကြပါတယ်။ဟောဟဲလိုက်နေတဲ့ကျန်းရွံကသူ့ရဲ့လက်နှစ်ဖက်ကိုကြည့်ပြီးအကိုဖြစ်သူကိုပြင်းလိုက်တဲ့ပုံရိပ်တွေကိုပြန်မြင်အောင်နေရင်ငါသူ့ကိုလက်ပါမိသွားပြီလို့စိုးရိမ်စွာရေးရွတ်နေတာပေါ့။ဘေးမှာရှိတဲ့မူမင်ရန်ကတော့သူ့လက်ကိုကျင်းကျင်းနာနာဆုပ်ကင်ပေးရင်ဒါတွေအကုန်လုံးသွားပါပြီ။နောက်ဆိုနင့်ကိုဘယ်သူမှလာနိုင်ကြရတော့မှာမဟုတ်ဘူးလို့နှစ်သိမ့်ပေးခဲ့တာပါ။ကျန်းရွံကတော့မူမင်ရန်ရဲ့ဒီလိုနှွေးထွေးတဲ့နှစ်သိမ့်မှုကြောင့်ရင်ထဲမှာအရင်ကမရှိဘူးတဲ့ငြိမ်းချမ်းမှုကိုခံစားလိုက်ရတယ်လို့တွေးနေပါတယ်။မင်ရန်ကလည်းကျောင်းမှာကျန်းရွံတယောက်ရန်ကားပြနေခဲ့တာတွေဟာသူ့ကိုယ်သူကာကွယ်ဖို့အတွက်သာဖြစ်တယ်လို့တွေးနေမိပါတယ်။နှစ်ယောက်သားတွေးတဲ့မျောနေချိန်ကျန်းရွံကတတိအရင်ဝင်လာပြီးငါကကျောင်းမှာလူမိုက်တွေရဲ့ခေါင်းဆောင်ပါဆရာမအများစုလည်းကြောက်ရတဲ့သူတွေဘလို့လုပ်ပြီးအနိုင်ကျင့်ခံရမှာလဲလို့ပြောလိုက်ပါတယ်။မင်ရန်ကတော့ပြုံးလိုက်ပြီးကျန်းရွံရဲ့လက်ကိုဆွဲကပြင်ပကိုခေါ်ထုတ်သွားခဲ့ပါတယ်။ကျန်းရွံကနေကင်းထဲမှာစာတင်ချိန်ရှိသေးတယ်လို့ပြောပေမဲ့မူမင်ရန်ကတော့ခွင့်တရက်ယူခိုင်းပြီးစိတ်ထွက်ပေါက်ရအောင်အပြင်ခေါ်ထုတ်သွားခဲ့တာပါ။အနီရောင်ပြိုင်ကအမိုးဖွင့်လေးနဲ့ခေါ်ဆောင်သွားတဲ့နေရာကတော့တခြားမဟုတ်ပဲတဲအိတ်တွေနဲ့လက်ဝိတ်ကြိုးဝိုင်းရှိတဲ့လက်ဝိတ်ကလပ်တစ်ခုဖြစ်နေခဲ့ပါတယ်။မူမင်ရန်ကဝစ်စုံလဲပြီးတဲအိတ်ကိုခွန်အားပါထိုးနှက်ပြရင်တေချာကြည့်ပြီးတင်ထားလို့ပြောလိုက်ပါတယ်။ပြီးတော့ကျန်းရွံကိုလည်းဘာရက်ကြည့်နေတာလဲထိုးလေးလို့တိုက်တွန်းခဲ့တာပါ။ကျန်းရွံကမဝတ်မရဲနဲ့တဲအိတ်ကိုပေါ့ပလေးပဲတွားထုတ်မိတဲ့အခါမူမင်ရန်ကနီးစနစ်မှန်အောင်တေချာပြသပေးခဲ့ပါတယ်။ဒီတဲအိတ်ကိုနေမုံဆုံးအမုံဆုံးလူလိုစိတ်ထဲမှာပုံဖော်လိုက်ပြီးရင်ပကုံးကိုအပြုတ်ပြီးကြာပွန်းနဲ့ရိုက်ချလိုက်တယ်လို့မျိုးအားနဲ့ပစ်ထိုးလိုက်လို့တင်ပေးခဲ့တာပါ။ဒါနဲ့ပဲကျန်းရွံဟာသူ့ကိုအမြဲနှိမ့်ချစော်ကားလေးရှိတဲ့အကိုဖြစ်သူကျန်းချီရဲ့မျက်နှာကိုပြင်းမြင်လိုက်ပြီးမင်းဟာငါအကိုဖြစ်ဖို့မထိုက်တန်ဘူးလို့ဒေါသတကြီးအော်ဟစ်ကတဲအိတ်ကိုရစရာမရှိအောင်ခွန်အားကုန်ပစ်ထိုးလိုက်ပါတော့တယ်။တချီကောင်းထိုးနှက်ပြီးချိန်မှာတော့ကျန်းရွံဟာကျိုးဝိုင်းပေးမှထိုင်ရင်တကယ်စိတ်ပေါ်သွားတာပဲဒီလိုမခံစားရတာကြပြီလို့ပြုံးရွှင်စွာပြောလိုက်ပါတယ်။ဒါကိုကြည့်ပြီးမူမင်ရန်ကလည်းငါအမေဆုံးသွားတော့ကလည်းစိတ်ညစ်စရာရှိရင်ဒီကိုလာပြီးထွက်ပေါက်ရှာခဲ့တာလေ့ကျင့်ခန်းလုပ်ရင်ထွက်လာတဲ့ဟော်မုန်းတွေကဒုက္ခတွေကိုမေ့ပြောက်စေတယ်လေ။အခုတော့စိတ်ထဲတကယ်ပေါ်ပါသွားပြီမဟုတ်လားလို့မေးလိုက်ပြီးနှစ်ယောက်သားတယောက်ကိုတယောက်ကြည့်ကအတိတ်ပဲပါပြုံးပြလိုက်ကြပါတော့တယ်။တဲအိတ်ထိုးလို့မောသွားကြပြီးတဲ့နောက်ကျန်းရွံနဲ့မူမင်ရန်တို့နှစ်ယောက်ဟာကျိုးဝိုင်းပေးမှရှင်ရက်ကလေးထိုင်နေကြတာပါ။ဒီအချိန်မှာကျန်းရွံကမူမင်ရန်ကိုကြည့်ပြီးနေငါကိုစိတ်သက်သာရအောင်အားပေးဖို့ဒီကိုခေါ်လာခဲ့တာလားလို့မေးလိုက်ပါတယ်။မူမင်ရန်ကတော့မျက်နှာလေးပြုံးပြီးအမေသမီးနဲ့ဘဝကိုအတူတူရင်ဆိုင်ဖြတ်တမ်းမဲ့သူဟာဒီလူပဲလားဆိုပြီးစိတ်ထဲကနေအမေကိုရေရွတ်တိုင်တန်းနေခဲ့တာပါ။ဒါကိုမသိတဲ့ကျန်းရွံကတော့မူမင်ရန်ရုတ်တရက်တိတ်ဆိတ်သွားတာကိုကြည့်ပြီးမိမယူရတာလည်းမစိုးပါဘူးဆိုပြီးသူ့မေးစေးကိုပို့ရင်းသဘောကျစွာပြုံးနေခဲ့ပါတယ်။အဲ့ဒီနောက်မူမင်ရန်ကကျန်းလျှော့ရဲ့မျက်နှာနာကိုတဖြည်းဖြည်းတိုးကပ်သွားပြီးကျန်းရွံနေငါနဲ့အတူတူလို့ပြောလိုက်တော့ကျန်းရွံတယောက်ရင်တွေဒိုင်းခုန်ပြီးဒီလိုပတ်ဝန်းကျင်ဒီလိုလေတူထဲမှာမူမင်ရန်ကသူ့ကိုအနမ်းပေးတော့မယ်လို့ထင်မှတ်ကအလိုက်တင်ဆောက်နေခဲ့တာပါ။ဒါပေမဲ့မူမင်ရန်ကအဝေးကိုပြန်ဆုတ်သွားပြီးအတီပေါင်းနဲ့ရက်လိုက်ပါတယ်။မူမင်ရန်ကမူကုမ္ပဏီဆိုတာငါအဖေနဲ့အမေတူတူတီထောင်ခဲ့တာအမေဆုံးသွားတော့အဖေကမရေငယ်ကိုခေါ်လာပြီးအမေပိုင်ဆိုင်မှုတွေကိုတိမ့်ပိုက်ခဲ့တယ်။ငါကတိပေးတယ်။သူတို့ကိုကြီးမားတဲ့ပေးဆက်မှုမျိုးပြန်ဆက်ခိုင်းရမယ်လို့မုန်းတီးမှုတွေနဲ့ပြောပြလိုက်ပါတယ်။ပြီးတော့ကျန်းရွံပတ်လှည့်ပြီးငါတို့လက်ထပ်ပြီးရင်နင်းကိစ္စတွေကိုငါဝင်မရှုပ်တယ်လို့ငါရဲ့လက်စားချေမှုနဲ့စီးပွားရေးကိုလည်းနင်းမနှောက်ယှက်ရဘူး။အရေးကြီးပွဲတွေမှာတော့ခင်မုန်းကောင်းတယောက်နေရာကတရုတ်ဆောင်ပေး။အပြန်လန်အနေနဲ့ကျန်းချီကိုတိုက်ခိုက်ဖို့ငါနင့်ကိုကူညီမယ်။ဘလို့လဲလို့သဘောတူညီချက်တောင်းလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့ကျန်းရွံကအံ့ဩသွားပြီးနေငါကိုလက်ထပ်ဖို့သဘောတူတာဒီအကြောင်းတွေကြောင့်ပဲလားလို့မေးလိုက်တော့မူမင်ရန်ကဒါပေါ့။စီးပွားရေးအရာလက်ထပ်တာဆိုတာတယောက်လိုချင်တာတယောက်ယူကြတာပဲလေလို့ပေါ့ပဲပြန်ဖြေခဲ့ပြီးလက်ဝိတ်ကြိုးဝိုင်းနဲ့ဝင်ကလေ့ကျင့်ဖို့ဟန်ပြနေပါတယ်။ဒါနဲ့ကျန်းရွံလည်းမကျေနပ်ပဲမူမင်ရန်ဘေးကနေမဟုတ်သေးပါဘူး။နင်ကငါလိုချုံမောခံရတဲ့သူနဲ့လက်ထပ်တာလက်စားချေဖို့တက်ပဲလားအချစ်မပါတဲ့အိမ်တော်ရေးဆိုတာကူတင်ချိုင်းပဲငါကိုမကြိုက်ရင်အခုပဲကွာရှင်းကြတာပေါ့ဆိုပြီးရင်းနေစင်မှာပဲမူမင်ရန်ထိုးလိုက်တဲ့တဲအိတ်ကြီးကကျန်းရွံရဲ့ရင်ဘက်ကိုအရှိန်နဲ့တွားရိုက်မိကကျန်းရွံတယောက်ကျန်းပြင်ပေါ်လဲပြိုကျသွားပါတော့တယ်။မူမင်ရန်လည်းလန့်သွားပြီးတောင်းပန်ပါတယ်ငါတမင်လောက်တာမဟုတ်ပါဘူးဘာဖြစ်သွားသေးလဲလို့အပြေးလွှားလာကြည့်ပေးချိန်မှာကျန်းရွံကငါတော့ဆက်မနေနိုင်တော့ဘူးငါရဲ့မိမအစ်စ်ဆက်ကငါကိုလောက်ကျန်နေပြီဆိုပြီးကျန်းပြင်ပေါ်မှာကလေးလိုလူးလိတ်အော်ဟဲ့ငိုပြနေခဲ့ပါတယ်ဒါကိုကြည့်ပြီးပြုံးနေတဲ့မူမင်ရန်ကတဲအိတ်ကြီးနဲ့ကျန်းရွံရဲ့ဘိုက်ပုတ်ကိုထပ်ပြချလိုက်တော့ကျန်းရွံတယောက်အော်ပင်မအော်နိုင်တော့ပဲငြိမ်ကျသွားခဲ့ရပြီးမူမင်ရန်ကတော့ကျန်းရွံရဲ့ကလေးဆန်တဲ့အပြုတ်မူလေးကိုကြည့်ကသဘောကျစွာပြုံးလိုက်ရပါတော့တယ်